ခရစ်တော်နာမ၌မင်္ဂလာပါရှေးစွာဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာလည်း online ပေါ်မှာရှိနေတဲ့ချီရရဲ့မိသားစုအနေနဲ့သူတို့ကလောကတော်ကိုဆင်ခြင်ခွန်အားတောင်းမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့သူကဆင်ခြင်ခွန်အားတောင်းမယ်လောကတော်ရဲ့ကောင်းစဉ်ကတော့ဖျားနဲ့တွာလာပါလို့ကောင်းစဉ်ပေးထားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လောကမှာတက်ရှင်နေတဲ့အခါမှာကျွန်တော်တို့ရဲ့ဥတီယာကျွန်တော်တို့ရဲ့ပခုဟာဖျားဖြစ်နေဖို့အရေးကြီးပါတယ်ဒီနေ့ကျွန်တော်တို့ဖျားကိုတွားရတဲ့မှာမျက်မှောက်ပြုပြီးမှတွားလာတက်ရှင်ဖို့အတွက်အရေးကြီးပါတယ်ကျန်တဲ့မှာကြည့်တဲ့အခါမှာဖျားနဲ့အတူတွားလာတဲ့ဒူရီတက်တာထဲမှာဖျားခင်ဝေကားတယ်ဖျားခင်မဆားတယ်ဘေးဒုက္ခအန္တရာယ်တွေ့ကြုံရကြလည်းပဲဖျားဟာဝေကားမဆားလမ်းပြပေးခဲ့တယ်ဆိုတော့တွေ့ရတယ်နောက်တစ်အတွက်ကျွန်တော်ရဲ့သက်တာထဲမှာလည်းဒီကနေ့ဖျားနဲ့တွားလာဖို့အတွက်အမြဲတမ်းအရေးကြီးပါတယ်ဒီနေ့ဖျားဟာလူတွေကိုဖန်ဆင်းတဲ့အခါမှာဖျားနဲ့အတူတွားလာဖို့ရအတွက်ဖျားဖန်ဆင်းတာဖြစ်ပါတယ်ဒါပေမဲ့လည်းလောကကြီးဟာတဖြည်းဖြည်းနဲ့ဖျားမကြိုက်တဲ့ဒုစရိုက်တွေနဲ့ပြင်းထန်လာတယ်ဆိုရအောင်ဖျားကမြင်တွေ့တဲ့အခါမှာဒီကဘာမြေကြီးကိုစီးကြောဖို့ရအတွက်ဖြစ်လာပါတယ်အဲ့ဒီအကြောင်းအရာကိုလည်းတမန်ကျမ်းစာထဲမှာတွေ့ရပါတယ်။ကမ္ဘာဦးကျမ်းခန်းကြီး6အငယ်6ထဲမှာကြည့်တဲ့အခါမှာဘုရားကလူတွေကိုဖန်ဆင်းရငါနောင်တရတယ်လို့ပြောထားတဲ့တမန်ကျမ်းစာမှာကျွန်တော်တွေ့ရပါတယ်။အဲ့ဒီကြောင့်ပဲလေးကိုကျွန်တော်လည်းဖတ်ချင်ပါတယ်။မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကိုနောင်တရ၍စိတ်နှလုံးပူပန်လက်ရှိတော်မူ၏။ဒီနေ့ဖျားကလူတွေကိုဖန်ဆင်းလိုက်တဲ့ရည်ရွယ်ချက်ကသူနဲ့သူသွားလာဖို့အတွက်ဖြစ်တယ်။ဒါပေမဲ့လူတွေဟာလောကမှာအသက်ရှင်သွားလာတဲ့အခါမှာဟိုကြိုက်တယ်လို့အသက်ရှင်တယ်။ဖျားမကြိုက်တဲ့ဒုစရိုက်တွေနဲ့ပြင်းထန်လာတဲ့အခါမှာဖျားဟာလူတွေကိုဖန်ဆင်းတာငါနောင်တရတယ်။အဲ့ဒီခေတ်ကာလတုန်းကဖျားနဲ့သွားလာတဲ့သူတို့ကိုဖျားကြီးတွေ့ခဲ့ပါတယ်။အဲ့ဒီသူကတော့နောအေးဖြစ်ပါတယ်။နောအေးကိုကျမ်းစာထဲမှာဖျားကဖျားရဲ့စိတ်တော်နဲ့တွေ့တော်လူလို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာနောအေးဟာဖျားနဲ့သွားလာတဲ့အမြဲတမ်းဖျားကိုမျက်မှောက်ပြုတယ်။တောင်းတဲ့ဖျားနဲ့အတူသွားလာတဲ့နောအေးကိုလည်းဖျားခင်ကဒီကမ္ဘာမြေကြီးကိုစေးကြောဖို့ရန်အတွက်ဖြစ်လာတဲ့အခါမှာနောအေးကိုဖျားကစကားပြောခဲ့တယ်ဆိုရင်တွေ့ရတယ်။ဒါကြောင့်လူတွေအများကြီးရှိတာပဲ။ဘာကြောင့်ကြံတဲ့လူဘုရားစကားမပြောရလဲလို့ပြောတဲ့အခါမှာဒီနေ့နောအေးတူကိုပဲဘုရားစကားပြောခဲ့။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာအပိုက်ကြီးကိုယ်ထဲမှာ